ဒီနေရာဒီဈေးကွက်မှာအာဆင်နယ်နဲ့သတင်းတွေပေါ်လာလိုက်ပျောက်သွားလိုက်ဖြစ်နေတဲ့ဘရူနိုဂွီမာရဲ့ကိစ္စဘာကြောင့်များခက်ခဲနေရလဲဒီအကြောင်းလေးကိုတော့ကျွန်တော်ဒီညနေခင်းမှာဆွေးနွေးကြည့်လိုက်ရအောင်ဒီဗီဒီယိုကိုတခုပြောချင်တာလေဒီဗီဒီယိုမှာပါတဲ့အချက်လက်တွေဒီဟန်နော်အာဆင်နယ်စီကရတဲ့အချက်လက်တွေဖြစ်တဲ့အတွက်ကျွန်တော်အာဝေါ်ရီမဟုတ်ပါဘူးအဲ့တော့ဒီရတဲ့အချက်လက်လေးကိုကျွန်တော်နှုတ်ထုတ်ပြီးတော့တခုချင်းစီပြန်ပြီးရှင်းပြပေးချင်တာအဲကြောင့်ဘရူနိုဂွီမာကြီးခေါ်ယူရေးကိစ္စဘာကြောင့်ရှေ့မတိုးနိုင်နောက်မဆုတ်နိုင်ဖြစ်နေလဲဘာကြောင့်များဒါတွေကအခုချိန်ထိကြာရှည်နေတယ်လဲဒီသားမခေါ်ယူရေးဘာကြောင့်ရှုပ်ထွေးနေလဲဒီဗီဒီယိုကြည့်ပြီးွားရင်တော့အနေနဲ့များတော့ရှင်းလင်းသွားမယ်ထင်တယ်ဒါကဈေးကွက်ထဲကနောက်ဆုံးရအချက်လက်တွေကိုကျွန်တော်ပြန်ပြီးတော့သုံးသပ်ပေးရပါပထမဆုံးတစ်ချက်အာဆင်နယ်တို့အချိန်ချင်းကမ်းလှမ်းခဲ့တယ်အချိန်ချင်းပယ်ချခံခဲ့ရတယ်အဲ့ဒီကိစ္စတွေကဘာတွေဖြစ်မလဲကျွန်တော်ကြားတာပေါ့လေဟန်နော်အာဆင်နယ်ဘက်ကပြောရတော့ဂျာကန်လူရဆင့်သွားခဲ့တာအာဆင်နယ်ကလက်ရှိချိန်ကြီးတရားဝင်မကမ်းလှမ်းခဲ့သေးဘူးနယူကာဆယ်ကသတင်းထောက်တွေတော်တော်များလေအာဆင်နယ်တရားဝင်ကမ်းလှမ်းခဲ့ခြင်းမရှိဘူးဆိုပြီးသူတို့အခိုင်အမာပြောတယ်ပြောမှာပေါ့အာဆင်နယ်ကိုယ်တိုင်လည်းဂျာကန်လူစီရတဆင့်သူတို့ဘယ်လောက်တက်နိုင်တယ်ဘယ်လောက်တော့ကမ်းလှမ်းလိုက်กว่าဆိုတဲ့ပုံစံမျိုးနဲ့အေဂျင့်ကီယာဂျိုယယ်ချီယန်စီကနေတဆင့်သူတို့ကမ်းလှမ်းခဲ့တာကီယာအေဂျင့်ကီယာဆိုတာကလည်းဒီလိုကစားသမားအပြောင်းရွှေ့နေပတ်သက်လို့ရှိရင်တော်တော်လေးနာမည်ကြီးရယ်ပြီးတော့သူကအတိုင်းဝိုင်းဝင်ဆန့်တယ်အသင်းတွေရဲ့ထိပ်သီးပိုင်းဘုတ်ဖွဲ့ဝင်နေကြတယ်အသင်းပိုင်ရှင်နေကြတဲ့မှာဆိုရင်လည်းတော်တော်လေးစကားပေါက်တဲ့လူအဲ့တော့သူကအသင်းနဲ့သင်းကြားကစားသမားအပြောင်းရွှေ့တွေမှာဂျားနေပွဲစားပုံစံမျိုးမကြာခဏဝင်ရောက်ဆွေးနွေးညှိနှိုင်းပေးရတဲ့သူလို့ပြောလို့ရတယ်အဲ့တော့အာဆင်နယ်ကဘရူနိုဂွီမာကြီးနဲ့ပတ်သက်ပြီးငါတို့ဘယ်လောက်ပေးနိုင်တယ်ပြောလိုက်သူကဂျားထဲကနေပြီးနယူကာဆယ်စီသွားပြီးတင်ပြလိုက်အဲ့ပုံစံမျိုးဟိုဘက်ကပယ်ချတယ်အော်ဒီဘက်ကကမ်းလှမ်းတယ်ဒါတွေဒီအေဂျင့်ခီယာဂျားထဲကနေလှုပ်ပေးနေကိစ္စအဲ့တော့အာဆင်နယ်ကတရားဝင်ကမ်းလှမ်းခဲ့တာလုံးဝမရှိခဲ့ဘူးသို့တော့နှုတ်အားဖြင့်ဂျားကန်လူရတဆင့်ဘလောက်တက်နိုင်ရင်ဘလောက်ပေးတယ်ဆိုတဲ့ပုံစံမျိုးတစ်ဖက်ကပယ်ချလိုက်လေထပ်ပြီးစူးစမ်းတဲ့ပုံစံမျိုးတွေရှိခဲ့တယ်အဲ့ဒါကတစ်ချက်ပေါ့လေအဲ့တော့ကျွန်တော်တို့အချိန်ချင်းကမ်းလှမ်းခဲ့တာမှန်ပါတယ်တရားဝင်တော့မဟုတ်ဘူးဂျာကန်လူရတဆင့်ကမ်းလှမ်းခဲ့တာပါအဲ့တော့အချိန်ချင်းလဲပယ်ချခံခဲ့ရပါတယ်နောက်တစ်ချက်ဇူလိုင်လအစောပိုင်းမှာအာဆင်နယ်သင်းစီကိုပြောင်းညင်တယ်ဆိုပြီးတော့ဘရူနိုဂွီမာကြီးကအသင်းပိုင်ရှင်တွေကိုရောနောက်ပြီးတော့အတီဟောင်းကိုရောသူတို့ရဲ့နီးပြပေါ့လေသူပြောပြခဲ့တယ်ပြောင်းညင်တယ်အာဆင်နယ်စီသွားခြင်းနဲ့သူ့ကိုထောက်ခွင့်ဝင်ပေးပါတင့်တော်တဲ့တန်ကြီးတရက်တာကမ်းလှမ်းလာခဲ့အဲ့ပုံစံမျိုးနဲ့ပြောတယ်အဲ့တော့ဒီကစားမှတော့သူလုံနိုင်တဲ့အပိုင်းကတော့သူလုံပေးထားတာရှိတယ်ဒီဇူလိုင်အစောပိုင်းမှာပေါ့လေအဲ့တော့အသင်းတာဝန်ရှိသူတွေကလည်းโอเคထောက်ခွင့်ဝင်ပေးမယ်ဒါပေမဲ့သူတို့လိုချင်တဲ့တန်ကြီးတရက်ကိုလည်းသူတို့ဆုံးဖြတ်ထားပြီးသားအာဆင်နယ်ပေးတဲ့တန်ကြီးနဲ့သူတို့ရောင်းနေတဲ့ဈေးမနီးစပ်သေးဘူးလားလက်ရှိချိန်ကျွန်တော်ကြန့်ကြာနေတာဒါဒုတိယပိုင်းတတိယပိုင်းအဲ့ဒါကတော့ကျွန်တော်ကြည့်ရတဲ့လောက်ပေါ့လေသူပြောရတဲ့ထဲမှာဆိုရင်ရှစ်ကနန်းဆိုတာတော့ပေါင်တန်း80နဲ့85တန်းပမာဏလောက်နီးစပ်တဲ့အနေအထားမျိုးဆိုရင်တော့နယူကာဆယ်ကတီချာလေးအလေးထားပြီးစဉ်းစားတော့ဝယ်ရှစ်ဆိုပြီးပြောရတယ်။ရောင်းမယ်လို့ပြောတာမဟုတ်သေးဘူးနော်။အဲ့လောက်ကဆိုရင်တော့စဉ်းစားပြီးမယ်။ပထမအာဆင်နယ်နှုတ်အားဖြင့်ဂျာကန်လူရဆင်ကန်လန်းခဲ့တာကပေါင်တန်း60 80အဲ့ဒီပတ်ချလေးပဲနယူကာဆယ်ကတော့တန်း80 85တန်းဒီပမာဏနဲ့ရောင်းမယ်ပြောတာမဟုတ်သေးပေမဲ့အဲ့ဒါဟိုမှာအပိုစုကြီးပါညာနဲ့ကတ်လိုက်လို့ရှိရင်တော့ဒီကစားမောက်လက်လွတ်ဖို့နီးစပ်တယ်ဆိုပြီးသူကပြောရတယ်။အဲ့ဒါတစ်ပိုင်းအဲ့တော့ဒီကစားမောက်ကိုကျွန်တော်တို့ကန်လန်းခဲ့တဲ့ပေါင်တန်း60 80နဲ့နောက်ထပ်ကျွန်တော်တို့ထပ်ပြီးပေးရမယ်တန်း80 85တန်းပြည့်အောင်ပေးရမယ်10တန်း15တန်းလောက်လိုက်ပေးလိုက်မယ်ဆိုရင်တော့အရင်ဟိုပေးမဲ့ပြီးတော့မထူးတော့ဘူးဗျာတဲ့မှာစင်တစ်ကောင်လုံးဝယ်တာပဲချုံမိုးနေနဲ့ထပ်ဆိုင်ရမယ်သဘောတော့ဖြစ်သွားပြီပေးလိုက်ပါတော့မထူကိုလည်းတကယ်လိုအပ်တယ်ပြီးတော့ rice ကိုလည်းတကယ်နားပေးရမယ်ဆိုရင်အဲ့တော့ဒီကစားမမျိုးကိုဒီလောက်တန်ကြီးပေးပြီးတော့မဝယ်နဲ့ဆိုလဲဈေးကွက်ထဲမှာဘယ်သူရှိလဲငယ်တဲ့ကစားမတွေကြတော့လေဒီလောက်အတွေ့အကြုံကျွန်တော်အချိန်ယူပြီးဆောက်အခုအာဆင်နယ်က2နှစ်3နှစ်လောက်အချိန်ယူပြီးပြန်ပြီးတိဆောက်မယ်တင်းတင်းမဟုတ်ဘူးကစားမတက်ကိုဝယ်ပြီးတော့2နှစ်3နှစ်လောက်ကောင်းကောင်းသုံးလို့ရရင်ဘယ်လောက်ပေးရတန်တယ်ဆိုတဲ့ quality မျိုးရောက်နေဘာလို့ကျွန်တော်တို့ချန်ပီယံဆုကိုကာကွယ်ရအောင်မှာဒီနှစ်မှာကာကွယ်ရမှာနောက်2နှစ်3နှစ်မှာကာကွယ်ရမှာမဟုတ်အဲ့တော့ကျွန်တော်တူးတဲ့အမြင်အရဆိုရင်တော့တန်း80တောင်သုံးမယ်ဆိုမှတော့တန်း80 85တန်းကတော့ထပ်တိုးပေးလိုက်တော့ရန်တော့မထူတော့ဘူးဒါပေမဲ့ဘရူနိုဂွီမာရီမျိုးအသက်29နှစ်ပြည့်မဲ့ကစားမောက်မျိုးတန်း100ကျော်တော့ကျွန်တော်လည်းမပေးချင်ဘူးဒါအမှန်တိုင်းပြောတာပေါ့လေအဲ့တော့သူတို့ဒါတကယ်ပေးဖို့ဆန္ဒရှိရဆိုအရှိရကမ်းလှမ်းမှုတွေကိုနည်းနည်းလေးထပ်တိုးပြီးတော့လက်ခံသွားနိုင်တဲ့တန်း80 85တန်းတော့ကျွန်တော်တော့ဖြစ်စေချင်တယ်ဒါကျွန်တော်တို့ရဲ့ဆန္ဒနောက်တစ်ချက်ကတော့ဘရူနိုဂွီမာရီကတောက်ကြနေမှာအသင်းနဲ့ပြန်လည်ပူးပေါင်းရမယ်ဒီနေရာမှာတချို့ report တွေမှာပေါ့လေဟန်နော်အာဆင်နယ်မဟုတ်တချို့ report တွေမှာဆိုရင်ကစားသမားကအသင်းနဲ့ trainee ပြန်လဲပူးပေါင်းမယ်အချိန်မတိုင်မီမှာတော့အသင်းပြောင်းရမှာလားဒီအသင်းမှာဆက်ပြီးနေရမှာလားဆိုတာကိုတော့ကိုကွယ်ပြပြသိကျင်တယ်ဆိုပြီးသူ့ရဲ့ကိုယ်စားလှယ်တွေကိုမေးမြန်းထားတယ်အဲ့ဒါလည်းကစားသမားကိုအပြစ်တော့ပြောလို့မရဘူးကစားသမားတယောက်က
လာမယ့်ရာသီတစ်အတွက်ဘယ်အသင်းကိုကိုစားပြုပြီးကစားမယ်သူကဇဝေးသွားဖြစ်နေပြီသူအာဆင်နယ်စီသွားခြင်းနဲ့ဒါပေမဲ့အာဆင်နယ်တန်ကြီးတစ်ရက်နဲ့တရဝင်လာပြီးမကန်လန်းသေးဘူးအသင်းကလည်းသူ့ကိုရောင်းမဲ့မရောင်းတရဝင်ထုတ်ဝင်ပြောထားသေးဘူးအဲ့ဒါပြဿနာအဲ့တော့လက်ရှိအသင်းမှာပဲ training ဆင်းရမလားအာဆင်နယ်ခေါ်တာပဲစောက်အောင်မလား training မဆင်းဘူးကွာအာဆင်နယ်ကိုလာပြီးကန်လန်းတဲ့ဥစ္စာရောင်းလိုက်တော့ဆိုပြီးပြောအောင်လဲအာဆင်နယ်ကတရဝင်မကန်လန်းသေးဘူးagent ကီယာစီကပဲဂျာကန်တစ်ဆင့်ဘလောက်ပေးမယ်ဟေ့ဘလောက်ပေးမယ်ဟေ့ဆိုပြီးတော့လေတံပြစ်နေတဲ့အဆင့်မှာပဲရှိသေးတယ်အဲကြောင့်မို့လဲရိုမာနိုကဒီတစ်ပတ်အတွင်းမှာအာဆင်နယ်တရဝင်ဆွေးနွေးသွားနိုင်ခြင်းရှေ့ဆိုပြီးသူတင်ထားတယ်။ဒီတစ်ပတ်အတွင်းတော့ကျွန်တော်ကြည့်ရမယ်။ဒီတစ်ပတ်အတွင်းမှာမကန်နိုင်တော့ကျွန်တော်လည်းမပြောတတ်တော့ဘူး။ရိုမာနိုကိုယ်တိုင်ကြံခဲ့တဲ့2ရက်လောက်ကတော့အဲ့လိုမျိုးတင်ထားတယ်။နောက်ဆုံးတစ်ချက်ကတော့ဆောတော့ရိုမာနိုပြောသွားတဲ့ဒီတစ်ပတ်အတွင်းအခြေအနေပေါ့လေ။အဲ့ဒါကအရှိရကန်လန့်မှုတွေမတူတော့ဘူး။သူတို့ကိုယ်တိုင်ထက်ထဲဝင်ကလတင်တစ်ခုကြားမှာဆွေးနွေးတာမျိုးဖြစ်လာနိုင်တယ်။အရှိမတော့ဂျာကန်ကိုယ်စလေဆက်စစ်သွားတာကတပိုင်းဒါပေမဲ့လက်ရှိချိန်မှာဒီကစားမနဲ့ပတ်သက်ပြီးကလတင်တစ်ခုကြားမှာဓာတ်ရိုက်ဆွေးနွေးတာမျိုးကိုဒီတစ်ပတ်ထဲမှာမြင်ရနိုင်တယ်အဲ့တော့ဒီတစ်ပတ်ထဲကတပတ်ဆိုတာ9ရက်ဒါပေမဲ့အခုကျွန်တော်တို့အင်္ဂါနေ့ရောက်ပြီတနင်္ဂနွေနေ့ဆိုကျွန်တော်တို့9ရက်စုံစုံပဲအချိန်ရတော့မှအနေထားနောက်တစ်ပတ်ဘာညာဆိုတာကလည်းကျွန်တော်တို့ပရီးမီးယားလိပြန်မစားသေးဘူးဆိုတော့မှဂျားထဲမှာခြေစမ်းပွဲတွေကံမာနဲ့ပြီးတော့အသင်းကကွန်မြူနတီတိုင်းကန်ရမယ့်အချိန်တွေရှိတာနဲ့လောက်ရမှာဒီအများကြီးပဲပြီးတော့တစ်ဖက်အသင်းကလည်းဒီညမှာအစားထိုးကစားမှပြန်ပြီးရှာမဲ့အချိန်ကပရီးမီးယားလိပွဲတွေမစတင်ခင်မှာပဲအယောင်းဝယ်လုပ်ချင်ကြတာအဲ့တော့ခါကျအာဆင်နယ်ရဲ့ transfer policy တွေကငွေမတက်နိုင်တာလည်းမဟုတ်ဘူးရစ်နေရလည်းမဟုတ်ဘူးသူတို့ရဲ့ policy ကိုကလိုချင်တဲ့တန်ကြီးတရက်ကိုမရရအောင်အချိန်ဆွဲပြီးစောင့်နေတဲ့သဘောမျိုးအဲ့တော့အခြားအသင်းတွေလူပြီးဝယ်သွားလည်းမပြောနဲ့ကိုရီအသင်းရဲ့ policy တွေကကြိုက်တယ်လို့မကြိုက်တယ်လို့ကိုဈေးကိုပဲတစ်ဖက်ကရအောင် short ချပြီးရောင်းခိုင်းတော့မလို့ဖိအားပြီးတဲ့ပုံစံမျိုးသွားတာအဲ့တော့ရောကရက်ခေါ်တော့ကတော့မလွယ်ဘူးဒီမာကြီးကိုယ်တိုင်ကလည်းအသင်းမှာဆက်ပြီးနေသွားနိုင်တယ်အာဆင်နယ်စီမပြောင်းရရင် training မစင်းဘူးဆိုတဲ့ပုံစံမျိုးလည်းကျွန်တော်မတွေ့ရဘူးပေါ့လေအဲ့တော့ဒီချက်လက်တွေကြည့်လိုက်မယ်ဆိုတော့လက်ရှိချိန်မှာအသက်28နှစ်ဆိုပေမဲ့မကြခင်မှာ29နှစ်ပြည့်တော့မဲ့ကစားမကိုကျွန်တော်တို့ခုံကြီးတွေတော်တော်လေးရှုပ်ထွေးနေပါတယ်အဲ့တော့ဒီချက်လက်တွေကိုပြန်ပြီးတော့ခြုံကြည့်လိုက်မယ်ဆိုရင်အာဆင်နယ်တို့ကန်လန်းခဲ့ပါတယ်ဒါပေမဲ့တရားဝင်ကိုရီးယားကန်လန်းခဲ့တာမဟုတ်ဂျာကန်လူရဆင်ကန်လန်းခဲ့တယ်ကန်လန်းသမျှလည်းပယ်ချခံခဲ့ရတယ်တရားဝင်ဆွေးနွေးမှုတွေရောဒီတစ်ပတ်အတွင်းမှာလုပ်ဖို့ရှိရလို့ရိုမာနိုကပြောထားတာမှန်တယ်။ကစားသမားကိုယ်တိုင်ကလည်း training မစင်းမီအသင်းနဲ့ပြန်လည်ပူးပေါင်းမှုမလုပ်မီအသင်းပြောင်းအောင်မလားဒီအသင်းမှာပဲဆက်နေရမလားကိုယ်စရဲရဲ့စင်ပုတ်ပွင့်လေးနဲ့တိကျင်နေတယ်အသင်းပြောင်းကျင်တယ်လို့သူကိုယ်တိုင်အသိပေးထားတာမှန်ပေမဲ့အသင်းကိုပုံကန်ပြီးတော့မကစားတော့ဘူးလို့ဆိုတဲ့ PRP ရဲ့တိုက်မှုလည်းမတွေ့ရဘူး။အဲ့တော့အချက်လက်တွေကိုခြုံကြည့်လိုက်တော့ဒီလိုအချက်လက်လေးတွေ့ရတယ်။အဲကြောင့်အာဆင်နယ်တို့ဘာကြောင့်ကြံ့ကြနေလဲကိုယ်တိုင်တရားဝင်မကန်လန်းသေးလို့ထက်ထဲဝင်မလုပ်သေးလို့ပဲကျွန်တော်ကောက်ချက်ချရမယ်အဲ့တော့ကောင်းတာလုပ်ရင်တော့ကောင်းတာဖြစ်မှာပဲတကယ်ပရီးမီးယားလိချန်ပီယံဆုကိုကာဝယ်ခြင်းနဲ့ quality player ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့လုပ်ပေါ့ဒါမှမဟုတ်ဒီလူတွေနဲ့ပဲဆက်သွားမယ်ဒီလူတွေနဲ့ပဲလုံလောက်တယ်ဆိုလို့ရှိရင်တော့ကာကွယ်နိုင်တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရက်တီထားတဲ့အဆင့်ထက်ကြာသွားတာလည်းဖြစ်နိုင်တယ်အဲ့တော့ဒီအသင်းနဲ့ပတ်သက်ပြီးသူတို့ပို့ပြီးကျွန်တော်တို့ထက်စိုးရင်ပါစီလို့ပဲဆန္ဒပြုပါတယ်အဲ့တော့ဘရူနိုဂူမာကြီးတယောက်အာဆင်နယ်စီပြောင်းကျင်တာမှန်ပေမဲ့အာဆင်နယ်တို့တရားဝင်ကန်လန်းလာမယ့်နေကိုသူလဲကျွန်တော်တို့လိုပဲစောင့်နေမယ်လို့ထင်ပါတယ်အဆုံးကြီးကြည့်ပြီးလည်းအားလုံးကျေးဇူးတင်ပါတယ်ဘောလုံးမွေးနဲ့ပတ်သက်ပြီးစောင့်ကျင်နေဆိုရင်တော့အကောင့်ဖွင့်နေဆိုတော့ကြောစီမှာထိုင်းလာပြီးအကောင့်ဖွင့်လို့ရပါတယ်ဘာပြောဖွင့်လို့တင်ကြောင်ကို646 943တိန်နံပါတ်တင်ကြောင်ကို0993 crown ရတော့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်